Hello အားလုံးပဲမင်္ဂလာပါတင်လူရီ channel ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုပါရစေဒီနေ့ကတော့เนาะ Tara ready လေးမလုပ်တာကြာလို့ပေါ့เนาะဆိုတော့ Tara ready လုပ်ပေးမယ်ဆိုပြီးတော့ခက်တွေကိုကြည့်လိုက်တဲ့အခါမှာဒီပေါ့เนาะ love confession ဒီ heart shape ပုံစံခက်ကိုပေါ့เนาะမကင်နာကြာပြီဆိုတော့ဒီခက်ကိုကင်မယ်ဆိုပြီးဒီခက်လေးနဲ့လုပ်ပေးမယ်ဆိုပြီးတော့စဉ်းစားမိလို့ပေါ့เนาะဆိုတော့ဒါကတော့ဒီလိုပုံစံပေါ့နော် heart shape ပုံစံခါလေးပါဒါကတော့ oracle ခါလေးပေါ့နော်ဆိုတော့ဒီကနေပါသိနိုင်လဲဆိုလို့ရှိရင်တစ်ဖက်သူကကိုယ်ကိုဘယ်လိုထင်နေလဲပေါ့နော်ဘယ်လိုခံစားနေရလဲပေါ့နော်ကိုယ်အကြောင်းတွေးနေလားပေါ့ကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ်ဘာပြောချင်လဲဘာသိစေချင်လဲပေါ့နော်စသဖြင့်အဲ့လိုမျိုးကြည့်လို့ရရပေါ့နော်ဆိုတော့ဒီ pick up ဖိုင်းပုံစံမျိုးလေးလုပ်ပေးမယ်ပေါ့နော်ဒါပေမဲ့ pick up ဖိုင်းကိုမှစိတ်ထဲကနေပြောပေါ့နော်နံပါတ်1 2 3ပေါ့နော်3ခုတွေကနေပြီးတော့ breathe လုပ်ပြီးတော့နံပါတ်တစ်ခုကိုရွေးလိုက်ပေါ့နော်1လား2လား3လားဆိုပြီးတော့အဲ့လိုရွေးလိုက်ပြီးလို့ရှိရင်ဒါနံပါတ်1 2 3ကိုကြည့်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ပထမဆုံးဒါနံပါတ်1ရွေးထားတဲ့သူတွေအတွက်အရင်ဆုံးစပြီးတော့ကြည့်ပြင်ပေါ့နော်ခက်တီရှက်ဖဲလို့ရင်းနဲ့ခုံထွက်ကုန်လို့for တော့ okay ဒီမှာလည်းဖြတ်လိုက်မယ်နော်ဆိုတော့3ခက်ရွေးမယ်ပေါ့နော်ကတ်3ခက်ရွေးပြီးတော့ကြည့်မယ်ဆိုတော့ပထမကတ်လေးကြည့်လိုက်ရအောင် being around you make me nervous ဆိုတော့တစ်ကိုရွေးထားတဲ့သူတွေကတော့ဖြစ်နိုင်တာကတော့တစ်ဖက်သူနဲ့ကိုယ်နဲ့ရပါတော့ separation မှာရှိနေရမျိုး no contact ဒါမှမဟုတ်လည်းbreak up မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတခုခုဝေးကွာနေရတယ်လို့ခံစားရပါဆိုတော့ being around you make me nervous ဆိုတော့ကိုယ့်ရဲ့ဘေးနားမှာရှိနေရင် तू ကစိတ်လှုပ်ရှားပြီးတော့အဲ့လို nervous ဖြစ်နေရဆိုတာတော့positive အနေနဲ့တော့မဟုတ်ဘူးเนาะသူကြောက်နေရမျိုးလို့လည်းပြောလို့ရတယ်စိုးရိမ်နေရမျိုးအဲ့လိုဆိုတော့လက်ရှိမှာတော့ကိုယ်ဘေးနားမှာမရှိဘူးဆိုတာမျိုးပြောလို့ရတယ်ပေါ့ဘာလို့ဆိုတော့ तू ကကိုယ်ဘေးမှာရှိရင် nervous ဖြစ်နေတယ်အဲကြောင့်မို့ तू ကလောလောဆယ်တော့ကိုယ့်ရဲ့အဝေးမှာရှိနေတယ်ဆိုတာမျိုးခံစားရရပါတော့ဆိုတော့နောက်ထပ်တစ်ခါကြည့်ကြည့်အောင် I love the way you carry yourself ဆိုတော့လက်ရှိမှာကတကယ်ကိုဖြစ်နိုင်တယ်ပေါ့နော်လုံးဝseparation မှာရှိနေရမျိုး no contact မှာရှိနေရမျိုးဖြစ်နိုင်တယ် I love the way you carry yourself ဆိုတော့လက်ရှိမှာမင်းကိုမင်း self love ရှိနေတယ်self care ပေါ့နော်ကိုယူဆိုင်နေတယ်ကိုလောမဲ့အရာတွေကိုလုပ်နေတယ်ပေါ့နော်အဲ့ဒီအရာတွေကသူ့ကိုဆွဲဆောင်မှုလည်းရှိသေးရပေါ့နော်အဲ့သူသဘောကျတယ်ပေါ့နော်ကို independent ဖြစ်အောင်နေနေတာမျိုးကိုသူသဘောကျတယ်ဆိုပြီးတော့ပြောထားတာပေါ့နော်ဆိုတော့ဒါနံပါတ်1ရွေးထားတဲ့သူတွေအတွက်နောက်ဆုံးတစ်ခါကြည့်လိုက်ကြရအောင် I talk to my friends about you ဆိုတော့ကိုအကြောင်းတွေကိုပေါ့နော်ကိုအကြောင်းတွေကိုသူ့ရဲ့တငယ်ချင်းသူ့ရဲ့မိတ်ဆွေတွေကိုသူပြောပြရဲပေါ့နော်ငါကောင်သူကတော့ငါရဲ့ကောင်မလေးပါသူကတော့ငါရဲ့ကောင်မလေးပါပေါ့နော်သူကဘလို့ရှိရဲဘာညာပေါ့အဲ့လိုပုံစံမျိုးပြောပြရဲဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတော့နံပါတ်1ကိုရွေးထားတဲ့သူလေးတွေပေါ့နော်နံပါတ်1ရွေးထားတဲ့သူလေးတွေကမင်းရဲ့ဘေးနားမှာရှိနေရင်မင်းရဲ့တစ်ဖက်လူက nervous ဖြစ်တယ်ပေါ့နော်ဆိုအားကြောင့်မို့လောလောဆယ်တော့အဝေးမှာနေတယ်ပြီးလို့ရှိရင်မင်းကိုမင်း independence ဖြစ်နေတာမျိုးမင်းကိုမင်း take care လုပ်နေတာမျိုးကိုသူသဘောကျတယ်ဆိုတော့ပြီးတော့ပြောထားတယ်ပြီးလို့ရှိရင်မင်းရဲ့အကြောင်းတွေကိုလည်းငါရဲ့တငယ်ချင်းတွေပေါ့နော်ပြောပြတယ်ဆိုတာမျိုးတွေ့ရပါတယ်ဆိုတော့ okay point 2လေးတွေအတွက်တစ်ချက်သွားမယ်ပေါ့နော် point 2လေးတွေအတွက် gap လေးတစ်ချက်ပြန်ပြီးတော့ဒီကကန်ရတော့ခက်တယ် heart shape ဆိုတော့တော်တော်ကိုမလွယ်တာကန်ရ okay ဆိုတော့နံပါတ်2ကိုရွေးထားတဲ့သူလေးတွေအတွက်ပါဆိုတော့နံပါတ်2ရွေးထားတဲ့သူလေးတွေအတွက်ပထမဆုံးခက်ကြည့်လိုက်မယ်I have a trust issue from previous pain ဆိုတော့မင်းရဲ့တစ်ဖက်သူကပေါ့နော်အခုကြည့်နေလူတွေရဲ့တစ်ဖက်သူကသူ့မှာက trust issue ရှိရပေါ့နော်လူတွေကိုမယုံကြည်နိုင်တာဘာလို့လဲဆိုတော့သူ့ရဲ့ previous pain ပေါ့နော် maybe previous relationship ကလည်းဖြစ်နိုင်လို့ဒီ childhood trauma တွေပဲဖြစ်ဖြစ်ပေါ့နော် past pain တွေကနေပြီးတော့သူ့မှာက trust issue ရှိတဲ့အတွက်မင်းကိုလည်းငါမယုံနိုင်ဘူးပေါ့နော်ငါတို့ရဲ့ relationship ကိုလည်းငါမယုံနိုင်ဘူးငါကောင်ကလည်းမယုံနိုင်ဘူးဆိုတော့အဲ့လိုမျိုးပေါ့နော် trust issue ရှိတဲ့သူဖြစ်တယ်ဆိုတာမျိုးတွေ့ရတယ် okay နောက်တစ်ခါ
နောက်တကက်ကကြတော့ I repress my emotion ပထမကနဲ့သွားကြိုက်တယ်နော်သူ့မှာ trust issue ရှိတဲ့အတွက်မင်းကိုယုံခြင်းပေမဲ့သူမယုံနိုင်ဘူးသူ့ရဲ့ emotion တွေကိုသူ press လုပ်ထားမိတယ်မင်းကိုချစ်တဲ့အကြောင်းဖော်ပြခြင်းပေမဲ့မဖော်ပြနိုင်ဘူးသူ့ရဲ့ emotion တွေကို press လုပ်ထားမိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရပါတယ်ဆိုတော့နောက်ဆုံးတကက်ကြည့်လိုက်ရအောင်နောက်ဆုံးတကက်ကကြတော့I focus on my careers and finance လောလောဆယ်တော့သူကသူ့ရဲ့ career နဲ့ပေါ့နော်သူ့ရဲ့ဒီငွေကြေးရေးပိုင်းကိုပဲလောလောဆယ် focus ထားနေရဆိုတာမျိုးသူပြောထားမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါ number 2ကိုရွေးထားတဲ့သူတွေရဲ့အတွက်ကကြတော့သူ့မှာက trust issue ရှိတယ်ဒီ previous pain တွေ previous relationship တွေကနေပြီး trust issue ရှိတဲ့အတွက်ကြောင့်မို့မင်းကိုလည်းငါမယုံကြည်နိုင်တာပါဆိုတဲ့အကြောင်းပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါကြောင့်မလို့အဲ့ຢာတွေနဲ့ပတ်သက်ပြီးတော့လည်းငါ emotion တွေပေါ့နော်ယုံကြည်ရင်တောင်မှမယုံဘူးဆိုတဲ့ပုံစံမျိုး press လုပ်ထားမိတယ် repress လုပ်ထားမိတယ်ချစ်ပေမဲ့လည်းချစ်တာကိုမဖော်ပြရဲဘူးပေါ့နော်မယုံကြည် trust issue ရှိနေတဲ့အတွက်ကြောင့်မလို့အဲ့လိုလုပ်ထားမိတယ်ဆိုတဲ့အကြောင်းပြောထားတယ်ပြီးရင်နောက်တစ်ခုကကျတော့လောလောဆယ်တော့ तू ကသူ့ရဲ့ career နဲ့သူ့ရဲ့ finance ကိုပဲသူဦးစားပေးfocus ထားနေတယ်ဆိုတာမျိုးကိုပြောပြထားတယ်ပေါ့နော်တွေ့ရတယ်ဆိုတော့မြန်ဆန်ဆန်လေးပဲနံပါတ်3ရွေးထားတဲ့သူလေးကိုကြည့်လိုက်မယ်နော်နည်းနည်းလေးရှက်လေးလုပ်ပြစေ Okay ဆိုတော့ဒါနံပါတ်3ရွေးထားတဲ့သူတွေအတွက် cut number 1လေးကိုဆက်ကြည့်လိုက်မယ်ပေါ့နော်I feel insecure around you ဆိုတော့နံပါတ်3ရွေးထားတဲ့သူတွေမှာလည်းအဲ့လိုရှိရပါတော့သူတစ်ဖက်သူကကိုယ့်ရဲ့တစ်ဖက်သူကကိုနဲ့ရှိနေလို့ရှိရင်ကိုယ့်ရဲ့ဘေးမှာရှိနေလို့ရှိရင်သူက insecure ပေါ့စိတ်မလုံခြုံမှုတွေကိုခံစားရတယ်ဆိုပြီးတော့ပြောထားရပါတော့ဆိုတော့ဒါကလည်းတကယ်တော့ childhood တို့ past trauma ပေါ့နော် relationship တွေကနေရခဲ့တဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်လို့သူကိုယ်တိုင်ရဲ့ဒီ insecurity ပေါ့နော်စိတ်မလုံခြုံမှုတွေလည်းဖြစ်နိုင်တယ်ဆိုတော့တစ်ဖက်သူကတော့မင်းမေးမှရှိနေတော့စိတ်မလုံခြုံမှုတွေခံစားရတယ် insecure ဖြစ်တယ်ပေါ့နော်အားကြောင့်မို့လဲလောလောဆယ်မှာတော့ဝေးနေသေးတယ်ဆိုတဲ့သဘောမျိုးတော့ပြရပေါ့နော်ဆိုတော့ဒုတိယတစ်ခါတော့ကြည့်ရအောင်ဒုတိယတစ်ခါကျတော့ I look at your picture on my phone ဆိုတော့memories တွေကိုသူပြန်ပြီးတော့တတိယနေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်သူ့ရဲ့ဖုန်းထဲကနေပြီးတော့မင်းတို့ပြောထားတဲ့ conversation တွေပဲဖြစ်ဖြစ် picture တွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေကိုသူပြန်ကြည့်နေတယ်ပြန်ကြည့်ဖြစ်တယ်ဆိုတာမျိုးကိုပြောထားရပေါ့နော်ဆိုတော့လွမ်းနေပါတယ်ပေါ့ပြောရင်တော့တစ်ဖက်အပြင် Okay ဆိုတော့နံပါတ်3ရွေးထားတဲ့သူလေးတွေအတွက်နောက်ဆုံးတစ်ခါကိုကြည့်လိုက်ရအောင်I really want to kiss you ဆိုတော့ Okay အမေကိုနမ်းချင်တယ်ပေါ့ဆိုတော့နမ်းချင်လည်းနမ်းပါတော့ဆိုတော့ဒီမှာနံပါတ်3ရွေးထားတဲ့သူတွေအတွက်ကကြတော့သူကမင်းရဲ့ဘေးမှာရှိလို့ရှိရင်မင်းရဲ့ around မှာရှိလို့ရှိရင် insecure စိတ်မလုံခြုံမှုတွေကိုခံစားရတယ်ပေါ့နော်အဲကြောင့်မလို့လောဆယ်တော့အဝေးမှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပြီးလို့ရှိရင်လွမ်းနေပါတယ်ပေါ့နော်သူလွမ်းနေတယ်မင်းရဲ့ပုံတွေပေါ့နော်ငါတို့ရဲ့တူတူရှိခဲ့တဲ့ memories တွေပဲဖြစ်ပါတော့သူရဲ့ဖုန်းထဲကနေပြီးတော့ကြည်နေတယ်ဆိုတော့လွမ်းနေတယ်ပေါ့နော်ပြီးရင်လွမ်းနေုံနဲ့မကဘူး I really want to kiss you ဆိုတော့နန်းနေပါရအောင်ပေးချင်တဲ့သဘောပေါ့နော်ဆိုတော့ဒါကတော့နံပါတ်3ရွေးထားတဲ့သူလေးတွေပေါ့နော်ဆိုတော့ဒါကတော့ဒီလောက်ပါပဲreally လေးမလုပ်ဖြစ်တာကြာလို့အချိန်လေးတစ်ခုပေးပြီးတော့လာပြီးတော့လုပ်ပြီးတဲ့သဘောပေါ့နော်ဆိုတော့ကျေးဇူးများကြီးတင်ပါတယ်နောက်မှပြန်တွေ့မယ်